avoid some repasari na Chin National Day celebration committee director si mi pulan nun siama si se aku digni 69ချိန်မြောက်မှာကျင်းပတဲ့အခါမှာကျမတို့ chairman ဖြစ်တဲ့ဘူးလက်လွတ်ဆမ်းမှာဖြစ်စေကျွန် committee ဒางsi se ချင်းမျိုးသားဖြစ်မြောက်ရေးကော်မတီတခြားအဖွဲ့ဝင်အသီးသီးတွေဖြစ်စေ pastor te le upavya te ara chokhomi vya te nan chunga se se lom tak tam pi ka nge ti ka chim sa ga du ဒီနေ့ဒီမှာကြွားရောက်လာတဲ့တင်းတော်လူကြီးများနဲ့တင်းရုပ်ဆရာများပေါ်မှာလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်လို့ကျွန်တော်ပြောကြားချင်ပါတယ် Chin National Day hi February 3 nikul ase Chin National Day ကချင်းမျိုးသားနေ့ကတော့အမှန်တကယ်မှာတော့ February လ20ရက်နေ့မှာဖြစ်ပါတယ် kan fale pol ni February 3 nikul le ni asi dia nan ru aswal na malo chima sa gan du na ဒီမှာရှိတဲ့ကျမတို့ရဲ့သားသမီးများဖြစ်တဲ့လူငယ်မောင်ငယ်လေးတွေကကျမတို့ချင်းမျိုးသားနေ့ဟာ February လ22ရက်နေ့ဖြစ်တယ်လို့မထင်စေချင်လို့ကျွန်တော်သိအောင်ပြောပြတာပါ February 3 nikul ni hi Chin National Day ju ase ကျွန်တော်တို့ရဲ့ချင်းမျိုးသားနေ့အမှန်တကယ်နေ့ရက်ကတော့ February လ20ရက်နေ့ဖြစ်ပါတယ် hi celebration hi voice of proclaim voice ri na asi chang အခုကျွန်တော်တို့ဒီချင်းမျိုးသားနေ့ကိုကျင်းပလာတာ69ကြိမ်တိုင်ခဲ့ပါပြီ Call Rakap Achousa ni Jun ဒီကနေ့ကျွန်တော်တို့စစ်အစိုးရက National Day mi phunni ti mi kha an lo ကျွန်တော်တို့ဒီကနေ့ချင်းမျိုးသားနေ့ဆိုတာကိုသူတို့မကြိုက်ပါဘူးလက်မခံနိုင်ပါဘူး mi phun ti mi kha an lo ဒီကနေ့အမျိုးသားဆိုတာကိုလည်းသူတို့မကြိုက်ပါဘူးလက်မခံနိုင်ပါဘူး Chu cha chon National ti mi kha so riang mangin State Day ti an kan ti bia အဲ့ဒါကြောင့်သူတို့က National ဆိုတဲ့အမျိုးသားနေ့ဆိုတာကိုဖျက်ပြီးတော့ ပြည်နယ်နေ့ti an ti ပြည်နယ်နေ့ဆိုပြီးတော့သူတို့ပြောင်းလဲခေါ်ဆိုပါတယ် ပြည်နယ်နေ့ti mi chu Chinပြည်နယ်khaပြည်နယ်အငါနေ February tha ni thum ke se ပြည်နယ်နေ့ဆိုတာကတော့အမှန်တကယ်ကတော့ February လ3ရက်နေ့မှာဖြစ်တယ် mi phunni chu February tha ni kul he se အမျိုးသားနေ့ကတော့ February လ20ရက်နေ့ဖြစ်တယ် mi phun khat kan si kan identity ni hi February tha ni kul se တကယ်ကျွန်တော်တို့ချင်းမျိုးသားတို့နဲ့အားလုံးနဲ့သက်ဆိုင်တဲ့နေ့ကတော့ February လ20ရက်နေ့ဖြစ်ပါတယ် hi kan mi phunni hi kan mani kan ser chom mi phunni silo ဒီကနေ့ကျွန်တော်တို့ချင်းမျိုးသားနေ့ဆိုတာကကျွန်တော်တို့ဖန်တီးယူထားတဲ့အမျိုးသားနေ့မျိုးမဟုတ်ပါဘူး pathian ni akan pek mi ni se ဒီကနေ့ဖျားပေးထားတဲ့နေ့ရက်တရက်ဖြစ်ပါတယ် chu cha chon kan mi phunni hi Chin mi phun si mi fya te ni mun ki ka ki ba to di se ဒါကြောင့်ကျွန်တော်တို့နိုင်ငံတကာမှာရှိတဲ့နေရာတိုင်းမှာရှိတဲ့ချင်းမျိုးသားတွေကချင်းမျိုးသားတိုင်းကချင်းမျိုးသားတွေကိုပြုလုပ်တင်တယ်လို့ကျွန်တော်ထင်ပါတယ် nan thai ban to ken ko ra bi president dei sing zong kha ha kha ba kal ve chenes dal ya tel ve ဒီကနေ့ကျွန်တော်တို့သိကြတဲ့အတိုင်းပါပဲဒီကနေ့မြန်မာအစိုးရဖြစ်တဲ့ဦးသိန်းစိန်ဟာကျွန်တော်တို့လုံခဲ့တဲ့ချင်းမျိုးသားတွေမှာသူချင်းပြည်နယ်တို့တွားရောက်ခဲ့တာကိုသိရပါတယ် hi ti chenes dal dei asi kho na hi arom ဒီလေချင်းမျိုးသားတွေဒီလိုဖြစ်မြောက်လာတာအကြောင်းတရားတွေရှိပါတယ် call a chosa ni chun State Day and kileng mang ko na in call a chosa ni chun pine ni tian ti ko na in ဆိုရကတော့ဒီကနေ့ထိသူတို့ပြည်နယ်နဲ့လို့ဆက်လက်ပြောဆိုနေပေမဲ့ kum thong thi le kum le thi December tha a chosa le CNF ka ka ni chon 2012ဒီဇင်ဘာလမှာကျွန်တော်တို့CNF အဖွဲ့ဝင်တွေနဲ့မြန်မာစစ်အစိုးရနဲ့တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပါတယ် Rango na ka ni choni chuti ka chon State Day ti ki ti lao National Day ti u ti kan ti na ကျွန်တော်တို့ပြောတာကတော့သူတို့ကိုပြည်နယ်နေ့လို့မသတ်မှတ်တော့ဘဲနဲ့ဒီကနေ့ကျွန်တော်တို့ချင်းမျိုးသားနေ့လို့သတ်မှတ်ပေးပါလို့ကျွန်တော်တို့သူတို့ကိုတောင်းဆိုပါတယ် chun nuwa chun a tuwa National Day a hin kan to khat than kho mi hi se ဒါကြောင့်အခုလိုကျွန်တော်တို့ချင်းမျိုးသားနေ့ကိုယနေ့လိုတစ်ခုလိုပြုလုပ်နိုင်တာဖြစ်ပါတယ် hi ti kan to than kho na ka achim tu kan cha se ဒီလိုပြုလုပ်နိုင်ဖို့အခွင့်အရေးဖို့အတွက်ကျွန်တော်တို့ဒီလိုပြုလုပ်နိုင်တာဟာပြောလို့ဆိုနိုင်တဲ့သူတွေရှိလို့ဖြစ်တယ် kan sa pi kan ni tel cha se ကျွန်တော်တို့အားလုံးပါဝင်လို့ဖြစ်တယ် chu cha president ti se ni ha kha Chin National Day akal ti ka tam pi ka lo ဒီကနေ့မြန်မာအစိုးရဦးသိန်းစိန်ကဒီကနေ့ချင်းမျိုးသားတွေမှာချင်းပြည်နယ်ကိုသွားတယ်လို့သိရတဲ့အခါမှာကျွန်တော်လည်းအများကြီးပဲဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ka welcome si hi ka munin သူဒီနေရာကနေပြီးတော့ကြိုဆိုလျက်ပါ ama pel te ha kha akal ti ka
ဒါပေမဲ့သူချင်းပြည်နယ်ဟာခါကိုသွားတယ်ဆိုပေမဲ့ apart mi ka thei mi chu ubamol kha chong nak wan apart ha ti ka thei သူတို့ဒီကနေ့ချင်းပြည်လူကြီးတွေကိုကျောင်းတော့ပွားလို့ချင်းရုံးရတဲ့ပေါ့နော် chong nak wan slo puan po mi si fak pol ubam putar pol ka puan apart ha din ka thei ဒီနေ့မရှိစင်းရဲသားတွေကိုသူပေးလူခဲ့တဲ့တည်ရတဲ့အတွက်ကျွန်တော်ဝမ်းသာတယ် e khati e kalom lo chu khati e puan apart mi da gen adam tu ase ti ka du mi om သူဒီလိုယူဆောင်သွားတဲ့အထက်ကျွန်တော်လှုပ်စီချင်တာတခုရှိပါတယ် puan apart ti ban tu ku kan het lo သူဒါမျိုးယူဆောင်လာတဲ့ကျွန်တော်မလိုအပ်ပါဘူး hi kai I was stay home mini chi mi football zone puan chu kan por ko ve ko ဒါမျိုးကတော့ကျွန်တော်နဲ့ Iowa State မှာရှိနေတဲ့ချင်းလူမျိုးတွေကလည်းကျွန်တော်တို့ကိုလှုပ်ပေးနိုင်တယ် ko ram khati presidency mini bine joni puan porti chu anau tak mi se ဒါပေမဲ့သူအစိုးရတယောက်အနေနဲ့သူချင်းပြည်နယ်ကိုသွားပြီးသူဒါမျိုးလှုပ်ဆောင်တာကအင်မတန်မှနှိမ်တဲ့သဘောလို့ကျွန်တော်ကတော့မြင်တယ် e apa video mi chu အဓိကကြားတဲ့ချက်ကတော့ president ting sing na atu her ni mi pakado ဒီကနေ့အစိုးရသိမ်းစိတ်နေတဲ့သူလှုပ်တင်တာကတော့ chin national day hi public holiday one how ဒီကနေ့ချင်းမျိုးသားနေ့ကိုအများပြည်သူသိတဲ့နေ့တစ်နေ့ပြည်သူနေ့တစ်နေ့အဖြစ်သူလှုပ်ပေးဖို့ song khar ni a ser how ရုံးပိတ်ရက်တစ်ရက်ပေါ့နော်နိုင်ငံရုံးပိတ်ရက်တစ်ရက်နေဖြစ်သူသတ်မှတ်ပေးဖို့ကျွန်တော်လိုလားတယ် chu cha hi ka muni president ting sing sina cha ka du mi chu ကျွန်တော်ဒီနေရာနေရက်ပြီးတော့ဒီကနေ့အစိုးရသိမ်းစိတ်သမ္မတသိမ်းစိတ်ကိုကျွန်တော်ပြောချချင်တာကတော့ e chin national day february chani kul ni hi holiday assistant song khar ni assistant ကျွန်တော်တို့ဒီကနေ့ပြုလုပ်ကျင်းပနေတဲ့ချင်းအမျိုးသားနေ့ကိုကျွန်တော်တို့ကိုရုံးပိတ်ရက်မြန်မာနိုင်ငံရုံးပိတ်ရက်ဖြစ်သတ်မှတ်ပေးပါလို့ကျွန်တော်ပြောချချင်ပါတယ် hi garam le mi bya ni chu au piu se ဒီမှာဒီနေ့ချင်းအမျိုးသားနေ့ကိုတက်ရောက်လာကြတဲ့အရောက်စီတိုင်းကလည်းဒီအရာကိုကျွန်တော်တို့ပြောဆိုကြရအောင် chu kan mi phuti se cha se ဘာဖြစ်လို့လဲဆိုတော့ဒီကနေ့ကျမတို့အမျိုးသားတွေဒီနေ့အတွက်ဖြစ်တယ် e I was state hi phakadu ngai mi state se ဒီကနေ့ Iowa State ကကျွန်တော်အရင်ရောက်ချိန်ခဲ့တဲ့ state တစ်ခုပါ chu mana chon nan khul bi se mi dimon hi phakadu to အထူးသဖြင့်ဒီကနေ့ Iowa State ရဲ့မြို့ကြီးဖြစ်တဲ့ Des Moines City ကိုသူအရင်ရောက်ချိန်ခဲ့ပါတယ် sai ronga tia chon dimon chu mina thang mi se US a ဘာဖြစ်လို့လဲဆိုတော့ Des Moines က US မှာနာမည်ကြီးတဲ့မြို့တစ်မြို့ဖြစ်တဲ့အတွက်ဖြစ်တယ် politics le ne mina thang politics ဘက်မှာသူကနာမည်ကြီးတဲ့မြို့တစ်မြို့ဖြစ်တဲ့အတွက်ဖြစ်တယ် America president the team na ko wa American သူတို့သမ္မတရွေးချယ်တဲ့အခါတိုင်းမှာ Iowa caucus ti chu min thang tak mi se Iowa focus ဆိုတဲ့ဟာအရင်နာမည်ကြီးတဲ့ကျွန်တော်ဒီနေရာလေး president the team na ge athok na ko chu hi Iowa state hi se သူတို့သမ္မတရွေးချယ်တဲ့အစီအစဉ်စခဲ့တာဒီ Iowa State ဖြစ်တယ် chu cha cha Iowa hi no ho da thong di ma bi do ဒီဒါကြောင့်ကျွန်တော်တို့ Iowa မှာဘသူတွေကအတန်မှာဆုံးဖြစ်တယ်ဆိုတာအရင်အရေးကြီးတယ် chu cha chon ka di don Iowa state ya thei lo mi chu ka di ဒါကြောင့်ကျွန်တော်အများနဲ့ပြောနေကြစကားတစ်ခုကတော့ Iowa State လို့မသိတဲ့လူကတော့ America politics a thei lo mi en sai ka di American politics အကြောင်းကိုမသိတဲ့လူတွေဖြစ်မယ် in legend ka lak lo la khu sa mi lo nan silai နေနဲ့အလုံးဒီနှစ်ခုအကြောင်းပဲစဉ်းစားတဲ့လူဖြစ်နေမယ်လို့ကျွန်တော်ထင်တယ် chu cha chon Iowa state hi nan be bi to politics lane ဒါကြောင့် Iowa State က politics ဘက်ကနေကြည့်မယ်ဆိုရင်အင်မတန်မှအတီးကျတဲ့ state တစ်ခုဖြစ်တယ် hai kum January tha chon နောက်နေ့ကျွန်တော်တို့ January လမှာဆိုရင် caucus an di chang lai သူတို့ caucus ကိုပြောပြီးတော့ ki president aju haning mi private republican le president aju haning mi mai hakabi te bo အခုသူတို့သမ္မတအရွေးခံမဲ့လူတွေ mai hakabi မိုင်ဟာကဘီဆိုတဲ့လူတွေ Jeb Bush hai di bo Jeb Bush ဆိုတဲ့လူတွေ Ron Paul hai di bo Ron Paul ဆိုတဲ့လူတွေ khai an ra lai ma kan nu tum na lai အဲ့ဒီအချိန်မှာသူတို့နောက်နေ့January လမှာဆိုဒီမှာလာတဲ့ဖြစ်တဲ့အတွက်သူတို့တွေကိုတွေ့ရမှာဖြစ်တယ် Hillary Clinton so kan nu le mang te lai သူတို့ Clinton ကိုလည်းဒီမှာတွေ့ရမှာဖြစ်တယ် President Obama so nan nu te lai Obama ကိုလည်းတွေ့ရမှာဖြစ်တယ် Bill Clinton so nan nu te lai Clinton ကိုလည်းတွေ့ရမှာဖြစ်တယ် George Bush so nan nu te lai George Bush ကိုလည်းတွေ့ရမှာဖြစ်တယ် chuk ye aba pi na mi khuanan se ဒီလောက်အဓိကကျပြီးအရေးကြီးတဲ့မြို့တစ်မြို့ state တစ်ခုဖြစ်တဲ့ Iowa က chu cha chon Iowa hin media te chin mi phu chu politician chok re te kan du na ဒါကြောင့်ကျွန်တော်ဒီကနေ့တစ်ခုပြောချင်တာကတော့ဒီကနေ့ချင်းဒီမှာနေထိုင်ကြတဲ့ချင်းမျိုးသားတွေအားလုံး politics
nak ramase US နိုင်ငံကလူမျိုးခွဲခြားရေးမှုမရှိတဲ့နိုင်ငံဖြစ်တယ် minung na sibo ajun na sikove ko လူဆိုတာဖြစ်လာလို့ရှိရင်မဖြစ်နိုင်တဲ့အရာမရှိဘူးဖြစ်နိုင်ခွင့်အရေးချင်းတွေအကုန်ရှိတယ် so to president obama man pe minak pasiko na president clinton chu ကျွန်တော်တို့အိုဘားမားတို့ကိုကြည့်မယ်ဆိုလို့ရှိရင်သူကအမဲလူမျိုးဖြစ်ပေမဲ့ဒီကနေ့သူကသမရဖြစ်နိုင်တဲ့အခွင့်ကိုရရှိတာဖြစ်တယ် lu ne su te long si chu လူအနေစုထဲမှာ sinan president clinton သူဟာသမရရရှိတာဖြစ်တယ် chu cha hi ka khwa na sak te ka ကျွန်တော်တို့ဒီနေ့ဒီမှာကျွန်တော်တို့နေထိုင်တဲ့အခါမှာ ani ke arang e ti athin ji lao သူကအဖြူပဲဆိုပြီးအထင်ကြီးစရာမလိုပါဘူး ani hi anak e ti thin ta kan te me lao သူတို့ကမဲတယ်ဆိုပြီးတော့အထင်သေးစရာလည်းမလိုပါဘူး nani zwam popo sia chun ကျိုးစားမယ်ဆိုလို့ရှိရင် politician nan chokho politics အကုန်လုံးရနိုင်ပါတယ် chun pani na ga cha kan du mi na chu နံပါတ်1အနေနဲ့သူပြောချင်တာက room is one ချမ်းသာဖို့ကြိုးစားပါ room ke ti te ka ading ni aman ni la me room ke se ကျွန်တော်တို့ချမ်းသာခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ဖြောင့်မတ်တဲ့ရချမ်းသာခြင်းကိုပြောတာဖြစ်တယ် hi ka i demon si ka kharwa har သူဒီမောရောအရန်အော်တယ် mi room or business center bi raksi အရန်ချမ်းသာတဲ့ business လုပ်တဲ့ center ဖြစ်နေတယ် microsoft he di ball ဥပမာ Microsoft တာမျိုး he hewlett packard he di ball Hewlett Packard ဆိုတာမျိုး facebook ball zone hi ka zone man ngai ve Facebook ဆိုတာမျိုးနဲ့ဒီမှာရှိတာကိုတွေ့ရတယ် insurance le min thang ta ta insurance လည်းနာမည်ကြီး insurance တွေတွေ့ရတယ် walmart blue cross blue seal he di ball Walmart Blue Cross Blue ဆိုတာတွေကိုလည်းတွေ့ရတယ် merity corporation he di ball Medical Corporation ဆိုတာတွေကိုလည်း kana တွေ့ရ bo တယ် so hi ka headquarters anu ဒီမှာကျွန်တော်တို့ Iowa မှာဒါတွေအားလုံးကိုလည်းကျွန်တော်မြင်တွေ့နေရတယ် chu cha chun Forbes magazine ni chun hi din di ဒါကြောင့် Forbes magazine ကဘာပြောထားလဲဆိုရင် 2010 le 2013 na hin 2010နဲ့2013မှာဆိုရင် the best place for business ya di the best place of business အကောင်းဆုံးစီးပွားရေးလုပ်ဖို့နေရာတစ်ခုလို့သူပြောထားတယ် atha big mi mun business ya fort ni chun di Forbes magazine ကဘာပြောထားလဲစီးပွားရေးလုပ်နိုင်ဖို့အချက်ချာကြတဲ့နေရာတစ်ခုပြည်နယ်တစ်ခုလို့သူကတော့ပြောထားတယ် NBC ne se tin da diri dia chun NBC ကသူဘာပြောထားလဲဆိုရင် 2014 na hin 2014မှာဆိုရင် wealthiest city in America dia di arum big mi kwa အချမ်းသာဆုံးနိုင်ငံလို့သူကဒီမှာပြောထားတယ် arum big mi kwa city na si dia di ဒီကအချမ်းသာဆုံးနိုင်ငံမြို့ဖြစ်တယ်ဆိုတာသူကပြောထားတယ် chatruk i business le ya arum big mi kwa hi demonia se ဒီလောက်စီးပွားရေးဘက်မှာအင်မတန်မှချမ်းသာတဲ့နေရာဟာဒီမော်ဖြစ်တယ် pachom nak le song a athami kwa si phone အသက်မွေးဝမ်းကြောင်းပြုတဲ့နေရာမှာလည်းအင်မတန်မှကောင်းတဲ့အချက်ချာကြတဲ့နေရာဖြစ်တယ် chu cha chun demono mi poli room tu ဒါကြောင့်ဒီမော်မှာနေထိုင်တဲ့ချင်းလူမျိုးတွေချမ်းသာအောင်ကြိုးစားပါ so to America hi se ronga da power ngai phali chunga ဒီကနေ့အမေရိကန်ကိုကြည့်မယ်ဆိုရင်ကမ္ဘာပေါ်မှာဘာကြောင့်အမေရိကန်ကအာဏာရရှိတဲ့ power ရရှိနေလဲဆိုတာကို anthim cha long se lo သူတို့ကဒီကနေ့တက်ချင်းသူတို့ပညာတက်လို့ပဲသူတို့မဟုတ်ဘူး nuclear power an ngai cha long se lo သူတို့ nuclear power ပဲရှိလို့မဟုတ်ဘူး an dollar da bo thong chu ဘာလို့လဲဆိုတော့သူတို့ရဲ့ပတ်စံကအင်မတန်မှတောင့်တင်းနေလို့ဖြစ်တယ် dollar tha sang hi an mam khou tu ဘာလို့လဲဆိုတော့ဒေါ်လာသူတို့စီးပွားရေးရတောင့်တင်းနေတဲ့သူတို့နေရာကမှာငွေသုံးနိုင်တယ် chu cha chun hi ka demono mi chi mi phun poli hin ဒါကြောင့်ဒီကနေ့ဒီမှာဒီမော်မှာနေထိုင်ကြတဲ့ချင်းလူမျိုးတွေက business man i chodo lo ကျွန်တော်တို့စီးပွားရေးလုပ်ငန်းရှင်တွေစီးပွားရေးပညာရှင်တွေဖြစ်ကြရအောင် kan ram hi ser to si tia kan cha na ကျွန်တော်တို့ချင်းပြည်နယ်ကိုဒီထက်ပိုပြီးတော့ဖွံ့ဖြိုးတိုးတက်ရအောင်ကျွန်တော်တို့စူးစမ်းရအောင် pathum na နံပါတ်3အနေနဲ့ hi ka Iowa hi education le mi ni ngai mi si thiam thiam ပညာရေးဘက်မှာကြည့်မယ်ဆိုလို့ရှိရင်လည်းနာမည်ရတဲ့ state တစ်ခုဖြစ်တယ် engineer zo mi na ngai engineer ဘက်မှာလည်းနာမည်ရတဲ့မြို့တစ်ခုဖြစ်တယ် agriculture engineer le ba chun US apply na ka se ဘဟုဘိဓုကပညာဘက်မှာလည်းသူက agriculture apply na နံပါတ်4ခုမြောက်ဖြစ်တယ် chatruk in sia ina thami state si phone ဒီလောက်ကြောင်းကောင်းတွေရှိတဲ့နေရာဖြစ်တယ် chu cha chun Iowa ummi chi mi phun poli hin အကြောင်းကျွန်တော်တို့ Iowa မှာနေတဲ့ချင်းလူမျိုးတွေက kan mi phun le kan ram ser na ko ma ကျွန်တော်တို့လူမျိုးတိုးတက်အောင်ပြုလုပ်တဲ့နေရာမှာ
nakin si se ကျွန်တော်တို့ပညာရေးနဲ့ဖြစ်စေ room nakin si se ချမ်းသာမှုနဲ့ဖြစ်စေ politics le si se politics ဘက်မှာဖြစ်စေ lam ra kan thai u tia kan som na သူတို့လမ်းစာဥညုံဖို့သူတို့ကဒီကနေ့တိုက်တွန်းလို့ဆိုချင်တယ် ado na ka cha kan tu mi na chu နောက်ဆုံးသူနေနဲ့သူပြောချချင်တာကတော့ thi ti mi ni hin ram ri ngei lo သွေးဆိုတဲ့အရာကနေမြေမရှိဘူး international border song ngei lo nangan taka သူနိုင်ငံတကာ thi ni hin international border song ngei lo နိုင်ငံတကာခွဲခြားမှုလည်းမရှိဘူး ram ri ngei lo နေမြေစီးချမှုလည်းမရှိဘူး khoi ka kan song ma na chin kan si ဘယ်နေရာပဲရောက်ချင်းလူမျိုးကချင်းပါပဲ america kan song ma chin အမေရိကန်မှာနေလဲချင်းမယ် malaysia kan song ma chin မလေးရှားမှာနေထိုင်ရင်လဲချင်းလူမျိုးပဲ australia kan song ma chin ဩစတြေးလျမှာနေလဲချင်းမယ် new zealand kan song ma chin နယူးဇီလန်မှာနေလဲချင်းမယ် tahan kan song ma chin ကျွန်တော်တို့တာဟာမှာနေလဲချင်းလူမျိုးပဲ tidim kan song ma chin ဒီမှာနေလဲကျွန်တော်တို့ကချင်း chang မယ် kan song ma chin ထန်တလန်မှာနေလဲချင်းမယ် intan kan pale kan song ma chin မင်းတဲ့ကံပလက်မှာနေလဲကျွန်တော်တို့ကချင်းမယ် UN zone kan lak ti ka chin nan kan lak ni se UN နဲ့ကျွန်တော်တို့ယူတော့မှလဲချင်းလူမျိုးဆိုပြီး america atosa pi zone kan lak ti ka chin nan kan lak ni se အမေရိကန်အစိုးရကနေကျွန်တော်တို့ကိုယူတော့မှလဲချင်းလူမျိုးဆိုပြီးကျွန်တော်တို့ကိုယူတာဖြစ်တယ် chu cha kan chin si na ki wang piu se ကျွန်တော်တို့ဒါကြောင့်ချင်းလူမျိုးဆိုတဲ့အပေါ်မှာကျွန်တော်တို့ဝမ်းမြောက်ကြရအောင် chin mi pun ni hi tam song sa ko se ချင်းမျိုးသားတွေက အရှိပါစေ မတို့ရှိပါစေ tam pi ka lo